String Gaming versus Team Liquid ဒါတော့ EWC ကentrance ထဲမှာရှိရဲ့ zone တွေပေါ့နော် zone တွေကအများကြီးခွဲထားတယ်အခုကျွန်တော်တိုးတစ်ခုလုံးပတ်လုပ်ပေးပါမယ်နော်ဒါကတော့ staff တွေရဲ့ entrance ဖြစ်ပါတယ်နော်အဲ့တော့ staff entrance ပေါ့အခုက activity booth ထဲမှာပါ activity booth တွေကိုလိုက်ပြပေးမယ်နော်ဒါကကျွန်တော်တို့ EWC ရဲ့ official store ပါ official store မှာဒီကိုလာပြိုင်တဲ့အသင်းတွေရဲ့ merchandise တွေရှောင်းပေးပါတယ် G2 ဒီမှာ Weibo Gaming G2 အင်ကြီးတွေ့ရယ် Liquid အင်ကြီးတွေ့ရယ်နော်အဲ့တော့ဒါကတော့သူ့ရဲ့ဒီ boot area ပေါ့နော်ဒါကတော့ EWC က official merch တွေကိုနာမည်ကိုထိုးလို့ရတဲ့ဟာမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း EW က official merch တွေကိုနာမည်ကိုထိုးလို့ရတဲ့ section တွေရှိဒီဘက်မှာchampion အသင်းတွေကို tribute လုပ်ထားပေးရဲ့အင်ကြီးတွေသူတို့ရဲ့ wear စီရှိတယ်ဒီမှာဟုတ်နော်ဒါဆိုရင်တော့ EWC က merchandise တွေကိုဒီမှာဝယ်လို့ရမှာဖြစ်ပါတယ်ဒါကတော့ League of Legends ထဲက Timo လေးရဲ့အုပ်ထုပ်လေးပေါ့နော် game တော်တော်များများက merchandise တွေနဲ့သူတို့ပြင်ဆင်ထားအောင်တွေ့ရပါတယ် player တွေအတွက် launch ပေါ့နော် meeting room တွေရှိရယ် co-working space တွေရှိရယ်ဒီမှာ recreation အတွက် games တွေရှိရယ်ဒါ Lenovo ကလုပ်ထားတဲ့သူတို့ရဲ့ booth ပါ Lenovo ကဒီပွဲမှာအများကြီး main sponsor အနေနဲ့သူတို့တွေပါထားပြီးရပေါ့နော်အဲ့တော့ဒီမှာ Lenovo Legion ရဲ့ booth ပဲဖြစ်ပါတယ်ဒီမှာဆိုရင် high score တွေကို challenge လုပ်လို့ရတဲ့ station ကားမောင်းမလား counter ပစ်မလားအစားရှိပဲပေါ့နော်အဲ့တော့အကြည့်အောင်ဒီမှာအသင်းတွေရဲ့ကိုပိုင် booth တွေလည်းရှိတယ်လို့ပြောတယ်အရှိမတော့ Team Vitality ရဲ့ booth ကိုတွေ့တယ် Team Vitality ကပြည်သစ်ကသူတို့ရဲ့အိမ်ဝင်ဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုပိုင်ဘူးလေးလဲရှိရပါတော့ဒါတော့ Team Vitality ရဲ့ booth ပါဒီမှာထပ်ပြီးတော့ရှိရဲ့ club house တွေပါနော်အခုဒီမှာဆိုရင် G2 အသင်းရဲ့ club house ပါ club house ကကျတော့သူတို့ပစ္စည်းတွေလည်းဒါဆိုသူတို့ရဲ့ booth ပေါ့နော်အခုကတော့ကျွန်တော်ဒီဘက်ကNWI လောက်တဲ့ချင်းပါရဲ့နေရာတွေကိုသွားနေရဖြစ်ပါတယ်ဒါတော့ဒီမှာမျိုးမျိုးဘုံခွဲထားတယ်ဒီ M2Y လောက်တဲ့နေရာကတော့ Vault ဆွဲဆုံးပါမင်းကလေးပွဲရောလည်းတောက်လျှောက်ကစားနေပြီးအကုန်လုံး post တွေရောဒီ talent တွေရောအကုန်လုံးတပြိုင်နက်ကို live အလုံးလုံးနေကြတာပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ပုံမှန်တခြား game တွေရောအကုန်လုံးတပြိုင်နက်လောက်တာလားဆိုတော့ဟုတ်တယ်အခု League of Legends လည်းစော့နေတယ်Dota လည်းစော့နေတယ် Mobile Legends တွေလည်းစော့နေတယ်ဒါပေမဲ့ production အကုန်လုံးကအကုန်ခွဲထားတယ်ဒါကတော့အခုမှကျွန်တော် team ကစားသေးတို့ကဆက်နေရပါသူ production နဲ့သူပေါ့နော်ဒါကတော့ VIP ပဲလာလို့ရတယ်လက်မှတ် holder တွေပဲလာလို့ရတဲ့ hospitality area ပါအခုသွားနေတာကတော့ကျွန်တော်တို့ရဲ့ Dota 2 stage ပဲဖြစ်ပါတယ် Dota 2 ကသူက main stage နဲ့ side stage ဆိုပြီးနှစ်ခုရှိရပါတော့အခုဆိုရင် Team Liquid စော့နေအောင်တွေ့ရမှာဖြစ်ပါတယ်ဘက်က VP ပါနော်ဒီ VIP stage နဲ့မျက်နှာချင်းဆိုင်မှာကကျွန်တော်တို့ဒီ trophy တွေထားတဲ့နေရာပါနော် trophy ကအခုဒီမှာကျွန်တော်တို့အရင်နှစ်ကအသင်းတွေနိုင်ထားတဲ့အသင်းတွေရဲ့ဒီမှာဟိုအပေါ်မှာဆိုရင်တို့အသင်းဝိုင်ပါဒါဆိုရင် Genji က LOL Weibo က Teamfight Tactic Esport FC က Liquid ကျွန်တော်ဒီမှာ Street Fighter ရှောက်ဟိုင်တဲ့ Twisted Mind Call of Duty ရတာပါနော်ဒါ Team Liquid Magnus Carlsen ရတာတဲ့ chess ပါနော်ဒါကျွန်တော်တို့ရဲ့ရန်ကုန် Gladiators PUBG Mobile ပါနော် Crossfire နဲ့ကျန်တဲ့ဟာရှိပါတယ်ဒါကတော့ဒီနှစ်မှာဘယ်သူရရှိသွားမလဲဆိုတော့ဒါကျွန်တော်တို့2024 2025ဒီလဲ2026ပေါ့နော်ဒီ2026ရဲ့champion တွေပါအခု Valorant မှာဆိုရင်100 thieves ရတာတွေ့ရမှာဖြစ်ပါတယ်เนาะအခုကျန်တဲ့ဟာတွေကတော့အခုပြိုင်နေအောင်ဆိုအောက်မှာအကုန်လုံးလိုက်ပြီးတော့ထည့်ပါမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အမှတ်အများဆုံးရတဲ့အသင်းကဒီ
trophy ကိုခိုင်ဆွဲရမှာပဲဖြစ်ပါတယ်ဗျာဒါတော့ကျွန်တော်တို့ legend figure တို့လာဆော့မဲ့ League of Legends stage ပါ legend တော့ figure ကြီးတော့လာကြည့်ကြတယ်လာကြည့်မယ်ဗျာဒါကတော့ League of Legends stage ပါဗျာပါတော့နော်ဒါကတော့ကျွန်တော် nick နဲ့လောက်ရရကျွန်တော် trading card လေးပေါ့ကျွန်တော်နာမည်က chosen chance ဆိုတော့ chosen နဲ့နဲ့တောင်းလိုက်ပါမယ် Okay fantasy fighting shooter You can fantasy post the photo. tank DPS healer ပေါ့ lightning ဆိုတော့ quad shadow သမား shadow healer ရယ်နော်and that's elf ပေါ့လိုက်တယ် Okay Avada Let's do it digital version ဆိုရင်တော့ free ရတယ်ဒါပေမဲ့ဒီလိုမျိုး version နေဆိုရှင် cap version နေဆိုရင်တော့15 euro ပေးရမှာပေါ့နော်ဒါလေးတော့မိုက်ပါတယ် so let's see ဒီမှာသူ့ရဲ့တခြား trading card တွေကဒီမှာ backlight တွေလည်းဝယ်လို့ရတဲ့ဟာတွေရှိတယ်သူကဟိုတော့ဒါဆိုဒီမှာ chosen Is free. ကျွန်တော်ကတ်လေးပါ